ခင်ဗျာဒါလေးကတော့အပေါ်ဓာတ်စီလင်ရဲ့နေရန်လေးကိုဝင်ထားတာဖြစ်ပါတယ်အပေါ်ဓာတ်မှာဆိုရင်အတမ်စီလင်ဝိုက်ကိုသုံးထားပြီးတော့စီလင်မှာဆိုရင်အတမ်စီလင်ဝိုက်ကိုသုံးထားပြီးတော့ကျွန်တော်တို့နေရန်ကိုကတော့ TOA season 4ရဲ့သုံးထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါလေးကတော့ကျွန်တော်တို့ဝင်းရှိဒီတကားတွေကို polish အစာဝင်းရှိသုံးပေးထားတာပေါ့နော် polish ဟိုများများဆဆမသုံးတဲ့အင်ရှင်တွေအတွက်အဆင်ပြေအောင်သုံးပေးထားခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအပေါ်ဓာတ်ကအပေါ်ဓာတ်ပါအပေါ်ဓာတ်နေထားလေးပေါ့နော်ကျွန်တော်တို့ဒီကားတွေတန်မန်းတွေမှာဆေးဆက်တွေရှိတာတွေကိုလည်းအသက်ရှင်းလောက်ထားပြီးရပါပြီဆိုတော့နော်ဒီဘက်အပြင်ပိုင်းမှာဆိုရင်လည်းဒါကြောက်လိုက်ကတုပ်ပြီးတော့အပြင်ကိုလည်းအလှဆင်ပေးထားပါတယ်ဗျဒါကျွန်တော်တို့ဒီနေ့ site တိမ်မဲ့လုပ်ွက်ပြီပါဟုတ်ကဲ့ကျွန်တော်တို့ဒီ site ပြီးသွားလို့ရှိရင်ကျွန်တော်လှိုင်မှာရှိပါမယ်ခင်ဗျလှိုင်မှာကျွန်တော်တို့ကွန်ဒိုခန်းတစ်ခန်းဝင်ပေးစီရရှိပါတယ်အဲကွန်ဒိုခန်းပြီးသွားရင်တော့ကျွန်တော်တို့အရှိတကုံတောင်တကုံ81မှာကျွန်တော်နှစ်ထပ်ခွဲလုံးရင်းလေးတစ်လုံးလုပ်ဖို့ရှိပါတယ်ကိုမင်းတို့အဖွဲ့ကိုလိုအပ်လို့ဆက်သွယ်ခြင်းနဲ့ဆိုရင်ဖုန်းနံပါတ်က399339083906ကိုဆက်သွယ်မင်းများစုံစမ်းနိုင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဗျ